ကောင်လေးကသူ့ညီမလေးကိုကက်ချက်ဆော့စ်တစုံခွန်းလိုက်ပြီးတွားနှုတ်နေရတယ်လို့မျိုးဟန်ဆောင်အောင်ခိုင်းလိုက်တယ်။အော်တန်တွေကြားတော့သူတို့အမေလည်းအပေါ်ထက်ကိုအလန့်တကြားပြေးတက်လာခဲ့ပေမဲ့ကလေးတွေရုပ်ရှင်ရိုက်နေကြတာကိုပဲတွေ့လိုက်ရတာပေါ့။အဲ့ဒီနောက်စတီဗင်ကတ िश ူးတွေကိုရေဆိုအောင်လုပ်ပြီးသူ့ညီမလေးတွေကိုပတ်ပေးလိုက်တယ်။ပြီးတော့သူတို့တွေကိုမမ်မီရုပ်အလောင်းတွေဖြစ်တရုပ်ဆောင်ခိုင်းပြီးဗီဒီယိုရိုက်တော့တာပဲ။အမေဖြစ်သူကတော့တ िश ူးလေးခွန်တွေပုံနေတဲ့အိမ်သားထဲမှာကြောင်တောင်နဲ့ကြံရိတ်ခဲ့ရရှာတယ်။စတီဗင်ကသူ့ညီမလေးတွေကိုဗီဒီယိုနားခေါ်သွားပြီးအယိုးစုရုပ်ကြီးထွက်လာအောင်လုပ်လိုက်သေးတယ်။အဲ့ဒီမှာကလေးတွေတကယ်လန့်ပြီးအော်လိုက်တဲ့အတန်တွေကိုကင်မရာနဲ့အမိအရရိုက်ကူးထားလိုက်တာပေါ့။သူဟာငငယ်ကလေးကရုပ်ရှင်ရိုက်ကူးရတာကိုအယူမှုဝါသနာပါခဲ့တာဖြစ်ပြီးကြီးလာတဲ့အထိအဲ့ဒီစိတ်ကရုံမသွားခဲ့ပါဘူး။သူကအရင်ကထက်စိတ်ကူးစိတ်တန်းတွေပိုများလာပြီးအနောက်တိုင်းကောင်းပွိုင်က West ပုံစံမျိုးရအောင်တငယ်ချင်းတွေကိုတဲတွေရက်ခတ်ခိုင်းပြီးဖန်တီးခဲ့တယ်။ဒါပေမဲ့ရိုက်ထားတာတွေကိုပြန်ကြည့်တဲ့အခါတနက်ပစ်ခန်းတွေကတကယ်အစ်စ်နဲ့မတူသေးဘူးလို့သူခံစားနေရတော့မယ်။တနေ့မှာတော့သူ့မိကဂီတသင်ဂီတစာရွက်တစ်ရွက်ကိုနင်းမိသွားတယ်။အဲ့ဒီစာရွက်မှာဖြစ်သွားတဲ့အပေါက်လေးကိုစတီဗင်မြင်လိုက်တဲ့အခါထူးခြားတဲ့အကြံတစ်ခုရသွားခဲ့တယ်။သူဟာဖလင်လိပ်ပေါ်မှာအပေါက်လေးတွေဖောက်လိုက်တဲ့အခါတကယ်တနက်ပစ်လိုက်တယ်လို့မျိုးအကျိုးသက်ရောက်မှု visual effect တွေကိုရရှိသွားခဲ့တာပါ။ဒါကိုမြင်လိုက်ရတဲ့အတန်းဖော်တွေကလည်းအံ့ဩတုန်သွားပြီးချီးကျူးခဲ့ကြတယ်လို့ရုပ်ရှင်ကလည်းလက်ခုပ်တံတွေတဖြောင်းဖြောင်းရရှိခဲ့ပါတယ်။သူ့ရဲ့ရုပ်ရှင်ကိုပိုကောင်းအောင်စတီဗင်ကပိုပြီးရဲရဲနဲ့စူးစမ်းမှုတွေလုပ်ခဲ့ပြန်တယ်။ပထမဆုံးအနေနဲ့ကျင်းထဲမှာတစ်သားပြတစ်ချက်ထည့်ထားလိုက်တယ်။အဲ့ဒါကိုနင်းလိုက်တဲ့အခါပောက်ကွဲမှုဖြစ်သွားတဲ့ပုံစံမျိုးဖန်တီးလိုက်တာပါ။ပြီးတော့ဆက်တနက်ပစ်တံတွေနဲ့တူအောင်မြေကြီးထဲမှာရန်ဆန်းတွေမြုပ်ထားခဲ့တယ်။တနက်တန်ရာတွေအစစ်နဲ့တူအောင်သွေးအိတ်တွေလုပ်ခဲ့တယ်လို့ကင်မရာကိုလည်းလှုပ်ရှားမှုရှိတဲ့ရိုက်ချက်တွေရအောင်လှဲလေးပေါ်တင်ပြီးရိုက်ခဲ့တယ်။ဒါပေမဲ့စတီဗင်ကအားမရသေးတာကြောင့်စစ်သားတယောက်တည်းပါဝင်တဲ့အခန်းကိုထပ်ထည့်လိုက်တယ်။မင်းဟာအမှားတစ်ခုလုပ်မိလို့မင်းရဲ့မိသားစုဝင်တွေလိုချစ်ရတဲ့ရဲဘော်တွေအကုန်တေကုန်ပြီးမင်းတယောက်တည်းပဲအသက်ရှင်ကျန်ခဲ့တဲ့ဗိုလ်ကြီးတယောက်ပဲဆိုပြီးတရုတ်ဆောင်ကိုဇလန်းပြောပြလိုက်တာပေါ့။တရုတ်ဆောင်ကလည်းဒီဇလန်းရဲ့အလေးနက်ကိုရင်ထဲကနေခံစားလိုက်ရတယ်။ရိုက်ကူးရေးစားတဲ့အခါသူဟာမိခိုးတွေနဲ့အလောင်းတွေပြန့်ကျဲနေတဲ့စစ်မြေပြင်မှာလမ်းလျှောက်ရင်းမျက်ရည်တွေမထိန်နိုင်အောင်ကျလာခဲ့တယ်။စတီဗင်ကခက်လို့အော်လိုက်တာတောင်တရုတ်ဆောင်ကတော့ဝမ်းနည်းမှုတွေကြားမှာနှိမ့်မျောနေတော့မယ်။မကြခင်မှာပဲဒီရုပ်ရှင်ကိုကျောင်းမှာပြသခဲ့တယ်။တကယ်အစ်စ်နဲ့တူလွန်းတာကြောင့်ကြည့်ရှုသူတွေဟာစစ်မြေပြင်ထဲရောက်နေတယ်လို့မျိုးခံစားခဲ့ရတာပေါ့။အထူးသဖြင့်ဇက်သိမ်းပိုင်းကရိုက်ချက်အရှိကြီးကိုမြင်လိုက်ရတဲ့အခါပရိသတ်တွေအားလုံးစိတ်မထိန်နိုင်ပဲမျက်ရည်တွေကျခဲ့ကြပါတော့တယ်။